လာပါရှင်မင်္ဂလာပါဟုတ်ကဲ့ဦးလေးရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါအောင်ဟုတ်ပြီပါဟုတ်ကဲ့ဦးလေးအခုပေါ့နော် New Year ဆက်မျိုးစပါးကိုရိတ်သိမ်းတဲ့အခါမှာအထွက်နှုန်းဘယ်လောက်ထိထွက်ခဲ့လဲရှင်145ရင်းလောက်ထွက်ပါတယ်ဟုတ်ဦးလေးဒီပေါ့နော်တမီးတို့ရဲ့ဒီ New Asia ထုတ်လုပ်တဲ့ဒီဆက်မျိုးစပါးတွေကိုစိုက်လာတာဆိုရင်ရောဘယ်နှစ်လောက်6နှစ်ရှိသွားပြီဟုတ်အဲ့ဒီ6နှစ်အတွင်းမှာရောဦးလေးအနေနဲ့ပေါ့နော်ဒီစိုက်ရတဲ့ခံစားချက်လေးကိုလည်းပြောပြပါဦးရှင်ထွက်လုံးကောင်းတော့ခါကျတော့ဒီမျိုးတော့ကျွန်တော်တို့မစိုက်နိုင်ဘူးလေဟုတ်ကဲ့ဒီမျိုးပဲကျွန်တော်တို့ကဟိုဖြစ်တယ်ဆိုတာစီးပွားဖြစ်တာလဲဒီမျိုးနဲ့ပဲကျွန်တော်တို့ဖြစ်လာခဲ့တဲ့ခါကျတော့ကျွန်တော်မိမကိုဒီမျိုးအဆိုင်မခံဟုတ်ကဲ့ရှင်ဒီလိုမျိုးကြားရတဲ့အတွက်လည်းဝမ်းသာပါတယ်ရှင်ကျွန်တော်လည်းဝမ်းသာပါတယ်ဟုတ်ကဲ့ဦးလေးအနေနဲ့လည်းပေါ့နော်နောက်နှစ်တွေမှာတော့ဒီဘာစပါးမျိုးတွေထပ်ဒီစပါးပဲကျွန်တော်ဒီစပါးပဲစိုက်မှာဟုတ်ကဲ့ဒီတောင်သူတွေကိုလည်းပြောထားတယ်ဒီစပါးမျိုးစိုက်ကြည့်ပါထွက်လုံးတွေကောင်းပါတယ်ဆိုပြီးဟုတ်ကြောင်ကျွန်တော်ညွှန်ထားတာကြီးတော်များတယ်ဟုတ်ကဲ့ရှင်ဒီလိုမျိုးညွှန်ပေးရတဲ့အတွက်လည်းဦးလေးကိုကျေးဇူးအများကြီးတင်ပါတယ်ဦးလေးအနေနဲ့လည်းအထွက်နှုန်းတွေဒီထက်မှကတိုးပြီးတော့ခါကြတော့ထွက်ပြီးတော့စီးပွားရေးလည်းအဆင်ပြေပါစေလို့ဆုတောင်းပေးပါရှင်ဟုတ်ကဲ့ပါဦးလေးဟိုဘောနော်အမေအနေနဲ့လာရတဲ့ခံစားချက်လေးပြောပြပါအောင်ဒါကဝန်သားတာပေါ့ဒီနေ့ဟုတ်ဒီပြီးအခါကျတော့ဒီအမေကြီးနေနဲ့ရောဒီစပါးမျိုးတွေပေါ့နော်စိုက်ပြိုးဘူးလားရှင်ဒါတော့သူတို့လက်ထက်ကျမှစိုက်ကလေးငါတို့စိုက်ဘူးငါတို့ဟုတ်ကဲ့ရှင်ဟုတ်ကဲ့မေကျေးဇူးပါဦးလေးမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ဦးလေးရဲ့နာမည်နဲ့လေဘယ်ရွာကနေလာခဲ့လဲဆိုတာလည်းမိတ်ဆက်ပေးပါအောင်ကျွန်တော်နာမည်ကဦးမြင့်မော်ပါကျွန်တော်တို့ကပြိုင်သူဟိုဘက်ကကျွန်တော်ချွေဦးသူပါဟုတ်ကဲ့ရှင်ဟုတ်ဦးလေးအနေနဲ့ပေါ့နော်ဒီစပါးပေါ့နော်New Year 17ရိတ်သိမ်းပွဲကိုလာရတဲ့ပေါ့နော်အကြောင်းလေးလည်းမိတ်ဆက်ပေးပါအောင်ပြောပြပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်လာတဲ့အကြောင်းရတော့ဒီမှာကျွန်တော်တို့ဖုန်းထဲမှာလည်းတက်တဲ့ပေါ့လေဒီဂျပန်ခွင့်ရသူကဒီဒေါင်းကြီးစိုက်ခင်ရသူကငုတ်ကြီးရသူကအလဲပင်ကသူ180အထက်ထွက်တယ်ဆိုလို့ကျွန်တော်အားကြောင့်မို့စိတ်လဲစိတ်ဝင်စားပါတယ်ကျွန်တော်အားလည်းအားကြမိပါတယ်အားကြောင့်မို့ကျွန်တော်စိုက်ကျင်တဲ့အတွက်ကြောင့်မို့ကျွန်တော်လာပြီးတော့လာရတဲ့ဖြစ်ပါတယ်ဟုတ်ဦးလေးအနေနဲ့ရောဒီ New Year ဆက်မျိုးစပါးကိုစိုက်ဘူးလားရှင်ဟိုဘက်မှာတော့ကျွန်တော်တခါမှမစိုက်နိုင်ဘူးပါဘူးကျွန်တော်တို့ data မျိုးတွေပဲကျွန်တော်စိုက်ပြီးပါတယ်ဟုတ်ကဲ့ဟုတ်ဦးလေးရောနောက်လာမယ့်ရာသီတွေကြားလို့ရှိရင်စိုက်ဖို့အတွက်ကောစိတ်ကူးရှိလားရှင်ဟုတ်ကဲ့ကျွန်တော်ဟိုနဝေးရလဲပြီးကျွန်တော်စိုက်ဖို့စိတ်ကူးရှိပါတယ်ခင်ဗျာအားကြောင့်လာရပါတယ်ဟုတ်ကဲ့ပါဦးလေးကြည်ကြားပေးရတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရှင်ဦးလေးဒီစပါး New Year 17စပါးကိုရိတ်တဲ့ချိန်မှာဘယ်နဲ့တင်းထွက်ခဲ့လဲရှင်205တင်ပေါ့နော်ဟုတ်ကဲ့ရှင်ဦးလေးအရင်နှစ်ကရောဒီစပါးကိုပဲစိုက်ခဲ့ရလားရှင်ဟုတ်တယ်ရှင်190လောက်ပေါ့အဆိုပေါ့နော်ဟုတ်ကဲ့အဆိုတင်းကုန်ပါနော်ဟုတ်ကဲ့ရှင်ဦးလေးဒီစပါးကိုစိုက်လာတာရောဘယ်နှစ်လောက်ရှိလဲ4နှစ်ရှိပြီဟုတ်ကဲ့ဦးလေးအနေနဲ့ဒီစပါးကိုပေါ့နော်4နှစ်တိုင်အောင်ဘာဖြစ်လို့ဆက်မြဲစိုက်ပြိုးပြလဲရှင်ဒီစပါးမျိုးကအထွက်နှုံးလည်းမှန်တယ်နောက်ပြီးတော့ဒီဥရောဟိုကကြတော့အထုပ်ကျဲတော့နည်းနည်းလေးကျဲရတာလေနည်းနည်းလေးကျဲရတာဆိုတော့သူတို့ကမျိုးပေါက်နှုံလဲကောင်းတယ်ပေါ့နော်အဲ့ဒီလိုရေးချင်းနေအဲ့လိုရေးတွေ့ရအောင်နော်အဲ့ဆိုရင်တခြားမျိုးစပါးတွေနဲ့ရှင်ရောဘယ်လိုအားသာချက်တွေရှိလဲလို့ဥလိအနေနဲ့မြင်လဲရှင်ခြားမျိုးစပါးကတော့ရိုးရိုးထက်စားရင်တော့သူကအထွက်နှုံးကအများကြီးပို့တာပေါ့ညီမဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဥလိဟုတ်အဲ့ဆိုရင်တခြားစပါးစိုက်တဲ့တောင်သူတွေရောဒီစပါးကိုစိုက်ပြိုးဖို့အကြံပြုလို့လားဦးလေးနေနဲ့စိုက်တင်ပါတယ်စိုက်ရမှာပေါ့အခုကတော့မိုးရင်းမဲ့ကြတော့လေဟိုတောင်သူတွေမှာဟိုဘယ်လိုပြောမလဲခယူကနှိမ့်ဆက်လိုက်ရေကနှိမ့်ဆက်လိုက်ဆိုတော့အကျိုးမြတ်သိမရဘူးလေဟုတ်တယ်ຫນွေဘက်ကြမှာအကျိုးမြတ်တစ်လုံးနဲ့တစ်ခဲတည်းရဖို့ဆိုရင်တော့ဒီ hybrid ပေါ့နော်ဒီမျိုးတွေကကောင်းပါလေပေါ့ဟုတ်ကဲ့ရှင်မျိုးတွေရိုးရိုး high နဲ့စားတယ်ဟုတ်ကဲ့ရှင်ဦးလေးအခုလိုဖြေကြားပေးရတဲ့အတွက်ဦးလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါဒီနေ့နဲ့လေဒီတောင်သူဦးကျော်ကျော်လွင်ရဲ့စပါးစိုက်ခင်ရောလေဟိုဘလောက်နှုန်းထိထွက်မယ်လို့မှန်းထားလဲရှင်200စီလောက်ခံမှန်းထားတယ်200စီဟုတ်ကဲ့ဦးလေးဒီကိုလာရတဲ့လေခံစားချက်လေးလည်းပြောပြပါအောင်ဒီစပါးသင်းရလေးလာမှုကတော့ကောင်းတဲ့အကြောင်းသူ့ရဲ့ဟိုပစ္စည်းကိုဒီတုံးသားမှုကိုခုနကြော်ကြော်နဲ့မေးပြီးပြီလေဟုတ်ကဲ့ရှင်သူကတေကားကိုလေးအိမ်လောက်တုံးတယ်ဟုတ်ကဲ့ဟုတ်လေးတွေကအထွန်းတော့သူကပို့တာပေါ့ဟုတ်ကဲ့ရှင်လေးတွေကလေးအိမ်နဲ့တုံးမယ်သူတော့ကောင်းမမီဘူးဟုတ်ကဲ့ဟုတ်ပို့တယ်ဟုတ်ကဲ့ရှင်ဒီကြံလေးဖြစ်တယ်ဟုတ်ဦးလေးကပြန်စပါးကြီးဟုတ်ကဲ့နှစ်တီးဆိုင်နှစ်တီးဆိုင်အဲ့လိုကွာခမန်းလို့ရောက်လာတာခမန်းကြီးပေါ့ဟုတ်အဲ့ဆိုလို့ချင်းဦးလေးနေနဲ့ရောဘလောက်နှုံလောက်ခံမှန်းလဲကျွန်တော်လည်း200နှုံလောက်ထွက်မယ်လို့ခံမှန်းပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ဦးလေးကျေးဇူးပါရှင်